အကြောင်းရင်းကတော့ဘာမှတော့မရှိပါဘူးဥပမာမွေးနေ့မို့လို့ဘာမို့လို့အဲ့လိုမျိုးထိမ့်မှတ်မို့လို့လူတာမဟုတ်ဘူးမအစောကြီးကနေဒီ dead body ကိုလူဖို့ဆိုတာစိတ်ဆန္ဒရှိပြီးသားစိတ်ဆန္ဒရှိပြီးတော့အခုမှမမလူဖြစ်သွားတယ်ပေါ့နော်မမျက်ကြည်လွှာလေးကြတော့မ2019မှာလူတာအခုဒီနေ့တော့ဟို dead body လူဖြစ်တယ်ပေါ့နော်မမလေးအဲ့ဒါကြီးနဲ့ပတ်သက်ပြီးတော့လေမမကလေဘယ်လိုပြောမလဲနားလည်းမထောင်ချင်ဘူးပြန်လည်းမပြောချင်ဘူးမမရဲ့အကျင့်ကိုမလေးမမအခုမှဒီလိုမျိုးဖြစ်တည်တာမဟုတ်ဘူးမလေဟိုးအရင်ငယ်ကလေးကနေဟိုဘေဘီဘွားတဲ့ကနေမမပုံစံဒီလိုပဲလာတာအဲ့ခါကျတော့နောက်ဆုံးအချိန်ထိမမဒီလိုပဲသွားနေမှာပဲမမကဘလို့လဲဆိုတဲ့ခါကျတော့မမရဲ့စုပ်ဖြတ်ချက်နဲ့မမယုံကြည်ချက်နဲ့ပဲမမရှေ့ဆက်ပြီးတော့သွားတယ်ဘသူတွေပါပြောဘလူတွေပဲဘလို့ပဲတိုက်ခိုက်နေပါစေဘလို့ပြောမလဲကောင်းတာပြောဆိုးတာပြောဟာကောင်းတာအရန်ပြောလို့လည်းမြောက်တက်သွားမဲ့အထိုင်မှာမမမပါဘူးဆိုးတာဘလောက်ပဲပြောမမပဲ့ပါသွားတာမဟုတ်တာမမအိမ်မှာမမအေးဆေးရှိနေတာလေအဲ့ခါကျတော့ကောင်းတာပဲပြောဆိုးတာပဲပြောသူတို့တွေအားလုံးကိုပြောတဲ့လူတွေအားလုံးကိုမစိတ်လည်းမဆိုးဘူးဘလို့ပြောမလဲဘလို့မှလည်းမမခံစားရဘူးကြိုက်တယ်လို့သူတို့မှလည်းဘယ်လိုပြောမလဲကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာရှိတယ်ကြိုက်တယ်လို့ပြောလို့ရတယ်ကြိုက်တယ်လို့ဝေဖန်လို့ရတယ်ဒါသူတို့ရွေးချယ်ရပါတော့သူတို့ choice ပေါ့မမနဲ့မဆိုင်ဘူးလေနော်အဲ့ဒါတော့ပြောလို့မရဘူးမမရိုက်ပဲပြောလိုက်ပြီးတော့ဖတ်ကြရင်မရိုက်ဖြစ်ဘူးဆိုလို့ရှိရင်လည်းမကောင်းပြန်ဘူးလေမရိုက်ဘူးပြောပြီးတော့ရိုက်ဖြစ်သွားပြန်တယ်မဟုတ်ပြန်ဘူးဒါပေမဲ့ဒီမောင်ခွန်ရလိုက်မှာလားဆိုတော့စာသားလေးတွေကသူကအမှုရွာလေးတွေလေအမှုရွာလေးဆိုတော့သူကနည်းနည်းချစ်သူများနေအတွက်လည်းလုံမှာပြီးတော့ကြောင့်ခေါင်းစဉ်မှာမောင်ခွန်ရလိုက်မှာလားဆိုတော့နည်းနည်းလေးဟိုပြောချစ်စရာကောင်းပြီးတော့နည်းနည်း romantic ဆန်ဆန်လေးပဲရိုက်လို့ရမှာပါဒီတရားလေးရတော့ဘာလို့လဲဆိုတော့မမပိတ်သက်တွေအတွက်မမအကောင်းဆုံးစီစဉ်မှာပါလပိုင်း14ရက်နေ့ကြာလို့ရှိရင်မမတင်မယ်ပေါ့နော်အဲ့နေ့ကြာလို့ရှိရင်ကတော့မမအားပေးလို့ရပါပြီလို့